အားလုံးမင်္ဂလာပါကျွန်တော်အားပေးတဲ့ခုနှစ်သားသမီးပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေဗျကျွန်တော်6ရက်နေ့မှာဆိုလို့ရှိရင် YouTube ကအကူမတွေအစီအပြေမယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့ Telegram မှာဆိုလို့ရှိရင်လည်းအမြဲတမ်းတင်ပေးနေတာလည်းဖြစ်ပါတယ်ဗျနော်အဲ့တော့ကျွန်တော်9ရက်နေ့အတွက်လည်းပဲအကောင်းဆုံးကြိုးစားပေးထားပါတယ်ဗျအဲ့9ရက်နေ့အတွက်ကျွန်တော်နေကုန်မထိမထွက်ကီးမှာဆိုလို့ရှိရင်135ကီးဖြစ်ပါတယ်တစ်ခါလေးအပြီးထွက်တတ်ပါတယ်ဗျနော်ထိပ်စီးအာသန်နဲ့အကူမများရှိတယ်ဆိုလို့ရှိရင်ထိပ်စီးကတော့နေကုန်123ထိပ်စီးရှိပါတယ်ဗျအဲ့တော့ကျွန်တော်တို့9ရက်နေ့အတွက်နေကုန်ပရိတ်၄လုံးမှာဆိုလို့ရှိရင်326ခွန်ပရိတ်ဖြစ်ပါတယ်အဲ့တော့မိမိအာသန်နဲ့ကဏ္ဍရှိတယ်ဆိုလို့ရှိရင်ရွေးကွက်တွင်ကွက်အနေနဲ့သုံးဖို့ရည်ရွယ်ပြီးတော့တင်ပေးတာဖြစ်ပါတယ်9ရက်နေ့အတွက်နေကုန်ပတ်သီးမှာဆိုလို့ရှိရင်51ပတ်သီးဖြစ်ပါတယ်9နဲ့ပတ်သက်ရင်ကျွန်တော်9နှစ်53 56 5ခွန်ကျွန်တော်တို့1နဲ့ပတ်သက်ရင်1နှစ်16 1ခွန်19ပေါ့နော်တင်ကွက်အနေနဲ့ကျွန်တော်တို့ဒါကျွန်တော်တို့စူးစမ်းပြီးတော့တင်ပေးထားတာဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းပဲဘေးမှာရှိတဲ့ခေါင်းလောင်းလေးကိုနှိပ်ပြီးတော့ subscriber လေးကိုနှိပ်ပြီးတော့မိမိတို့နှီးစက်ရာ 2D channel မှာလည်းပဲပြန်လည် share ပေးကြပါအောင်ဗျာနော်ကျွန်တော်အကောင်းဆုံးဆက်ပြီးတော့လည်းစူးစမ်းပေးတော့မှာလည်းဖြစ်ပါတယ်ကျွန်တော်အကူမများကိုကျွန်တော်ဖိတ်ခေါ်လို့တာကကျွန်တော်တို့ Telegram မှာဆိုလို့ရှိရင်ကျွန်တော်တို့နေ့တိုင်းကဏ္ဍများကိုလည်းအဆင်ပြေသလိုတင်ပေးပါတယ်ကျွန်တော်က calendar လက်တွက် formula သမားလည်းမဟုတ်ပါဘူးကျွန်တော်တို့ဈေးကွက် stock market ကိုစစ်လေ့လာတဲ့သူဖြစ်တဲ့အတွက်ကျွန်တော်တို့ YouTube channel မှာနေ့တိုင်းများကိုအချိန်မီတင်ပေးနိုင်တာကိုခွင့်လွှတ်ပေးကြပါဗျာနော် Telegram free channel လေးကိုလည်းပဲကျွန်တော်တို့ဒီ YouTube မှာတင်ပေးထားပါတယ်ကျွန်တော်တို့ဝင်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်လည်းလေ့လာလို့ရပါတယ်ဗျာနော်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အကောင်းဆုံးနေ့တိုင်းကဏ္ဍများကိုလည်းရောင်းပေးနေတာဖြစ်ပါတယ်ဗျာနော်အားလုံး9ရက်နေ့မှာကံကောင်းသောနေ့လေးဖြစ်ပါစေဗျာ